1992ခုနှစ်ကလေရင်ပြတ်ကျပြီးတက်ရှင်မိမဲ့လူသားစားခဲ့ရသူများမင်္ဂလာပါပရိသတ်ကြီး Five Star Channel ကကြိုဆိုပါရစေ။ခုရက်ပိုင်းမှာအိန္ဒိယလေကြောင်းလိုင်းကလေရင်ပြတ်ကျတဲ့တဲ့င်းတွေကိုမြင်ရတော့လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကသွေးပြတ်စရာကောင်းတဲ့အဖြစ်အပျက်ကိုသိရမိပါတယ်။လေရင်ပြတ်ကျလို့တတ်မသိပေမဲ့ဘေးဒုက္ခမျိုးစုံခံစားရပြီးတက်ရှင်နိုင်မှုလူသားပြန်စားခဲ့ရတဲ့သူတွေတကယ်ရှိခဲ့ပါတယ်။1992ခုနှစ်တုန်းကလေရင်ပြတ်ကျခဲ့ရမှာလူတချို့သက်ရှင်ကျန်ခဲ့ပြီးမိစားစရာတောက်စရာမရှိတဲ့နေရာကိုရောက်သွားခဲ့လို့သူတို့ကဇက်ထူသားပြန်စားခဲ့ရပါတယ်။1992ခုနှစ်အောက်တိုဘာလ23ရက်နေ့ကဥရုဂွေးနိုင်ငံကပြန်တန်းလာတဲ့လေရင်မှတ်981ဟာအာဂျင်တီးနားနိုင်ငံတွေကိုဖျက်တမ်းပြန်တန်းနေတဲ့အချိန်မှာပြတ်ကျပြီးအေဒီစတောင်တန်းတွေပေါ်ပြတ်ကျသွားခဲ့ပါတယ်။ဒီလေရင်ပြတ်ကျတဲ့နေရာကရေခဲတောင်ကြီးဖြစ်နေပြီးလူသူရောက်ပါမရှိဘာမှစားစရာတောက်စရာမရှိတဲ့နေရာပါဒီနေရာမှာပြတ်ကျသွားတာကိုလည်းဘယ်သူမှမသိကြတော့လောင်ကယ်မဲ့သူရှာဖွေရေးအဖွဲ့တွေလည်းမရှိခဲ့ပါဘူးလေရင်ပေါ်မှာခီးတဲ့နဲ့ဝန်ထမ်းစုပေါင်းလူ45ယောက်ပါလာပြီးမြပြတ်ကျတဲ့အချိန်မှာ16ယောက်ပဲအသက်ရှင်ပါတယ်အဲ့ဒီအသက်ရှင်ကျန်တဲ့သူတွေကလည်းဒဏ်ရာတွေကိုစီးနေပါတချို့တွေဆိုရင်ခြေထောက်ကျိုးနဲ့နံရိုးကျိုးတဲ့ဒဏ်ရာတွေနဲ့မို့ရေခဲတောင်ပေါ်မှာဒဏ်ရာနဲ့ပဲတည်ဆုံသွားကြပါတယ်ဒဏ်ရာတိတ်တိတ်မမရတဲ့သူတွေကတော့တက်ဆက်ရှင်နိုင်မှုတည်သွားတဲ့လူတီကောင်တွေကိုစားသုံးခဲ့ကြရတယ်။သူတို့ကအေးခဲနေတဲ့ရာသီဥတုမှာနှင်းမုန်တိုင်းတွေကိုလည်းကြုံတွေ့ခဲ့ရပါသေးတယ်။လာကင်းမဲ့သူတွေကိုစောင့်ရင်းနဲ့တည်ဆုံးသွားတဲ့အလောင်းတွေကိုစားပြီးနေလာရင်းနဲ့တောင်တန်းပေါ်မှာ2လကြာလာခဲ့ပြီးတော့နောက်ဆုံးလူ2ယောက်ပဲတက်ရှင်ချန်ခဲ့ပါတယ်။နန်တိုဖရာဒိုနဲ့ရောဘတ်တိုကန်နဆာဆိုတဲ့လူ2ယောက်ပဲကျန်ရတဲ့အချိန်မှာတော့သူတို့ကအဲ့ဒီနေရာကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပြီးတော့တောင်တန်းတွေကိုချင်းလင်းရှောက်ပြီးလူတွေရှိမဲ့မြို့ကိုရောက်ဖို့ဆယ်ရက်ကြာခီးနေခဲ့ရပါတယ်။ဆယ်ရက်လောက်တောင်တွေကိုဖျက်ချွန်လာပြီးချိန်မှာတော့လူတွေရှိတဲ့နေရာကိုတွေ့ပြီးကူညီတောင်းခဲ့ပါတယ်။သူတို့ပြောပြတဲ့အဖြစ်အပျက်ကရန်အံ့ဩစရာကောင်းလို့ကမ္ဘာသတင်းစာကောင်းကြီးပိုင်းမှာဖော်ပြခံရပြီးဟိုလေးတကြောဖြစ်သွားခဲ့ရပါတယ်။အာဂျင်တီးနားအစိုးရကလေရင်ပြတ်ကျတဲ့တောင်တန်းတွေပေါ်မှာရှာဖွေရေးလုပ်တဲ့အခါမှာတော့ပျက်စီးနေတဲ့လေရင်ပိုင်းစာတွေနဲ့လူရိုးစုတွေကိုတွေ့ရတယ်လို့ပြောပါတယ်။သမိုင်းတချောင်းလေရင်ပြတ်ကျဘူးသမျှတွေမှာသွေးပြတ်စရာကောင်းတဲ့ဖြစ်ပြန်တစ်ခုပါပဲ။